အနားမှာနေခွင့်ရှိပေမဲ့ဘယ်တော့မှမနှီးမဲ့ဘဝတွေလမင်းကြီးကိုငေးကြည့်နေရတယ်လို့မျိုးလည်းမဟုတ်ဘူးတကယ်တမ်းကျတော့ဘဝနှစ်ခုကအရန်နှီးခဲ့ပြီးမှဘယ်တော့မှပေါင်းစပ်ခွင့်မရတော့တဲ့အခြေအနေတွေလေတခုခုဆိုအနားမှာရှိနေတယ်ဆိုတဲ့စကားတွေပြောခွင့်တွေရှိပေမဲ့တကယ်တမ်းလက်တွေ့တွေမှာတခါလေးနှီးရဖို့အရေးအလွမ်းတွေအများကြီးကိုချနေရတယ်တခါလေးတွေ့ရဖို့အရေးမျက်ရည်တွေအများကြီးကိုရင်းရတယ်ဘဝတွေစုံခွင့်ပဲရှိတဲ့ဘဝတွေထက်ဆိုးတယ်ချစ်ခွင့်ပဲရှိပြီးနှီးစပ်ဖို့အတွက်ကြိုပြီးစိတ်ကူးရင်ထားလို့မရတဲ့ဘဝတွေလေကိုမင်းကိုချစ်တယ်ပြီးတော့သူကလည်းမင်းကိုချစ်နေပါရဲ့နဲ့အစိုးသက်တွေကြရင်လေမဖြစ်မနေဝေးရမယ်ဆိုတော့ကံကြမ္မာကြီးခံနေရတဲ့အခါဒီတိုင်းလေးချစ်နေတာပဲကောင်းပါတယ်ဆိုတော့ရသေးစိတ်ဖြေနည်းမျိုးနဲ့ထားနေမိတဲ့မျောလင့်ချက်တွေအားလုံးကိုကိုယ်တိုင်ရိုက်ချိုးပြစ်လိုက်ရတာမျိုးပေါ့ချစ်တဲ့သူတိုင်းအတွက်တနေ့နေ့ကျရင်လက်ထပ်ကြမယ်ဆိုတာမျိုးတွေရှိပေမဲ့တချို့ဘဝတွေမှာဒီထက်ပိုပြီးမချီနှောင်ကျင်တော့ဘူးဆိုတော့စကားလုံးတွေရဲ့ပြီးတော့ဒီထက်ပိုပြီးမနာကျင်စေချင်ဘူးဆိုတော့စကားလုံးတွေနဲ့သာချစ်နေပြီးတဲ့စိတ်တွေကိုချိုးနှိမ်ပြရတာမျိုးပေါ့စကားတွေအများကြီးပြောခွင့်ပေးနေတဲ့ကံကြမ္မာကိုတခါတလေကျတော့ကျေးဇူးတင်တယ်ဘယ်တော့မှမနှီးဘူးဆိုပြီးတူစီမံထားတဲ့ကံကြမ္မာကိုတခါတလေကျတော့စိတ်နာတယ်လူပဲဗျာဖြစ်ချင်တာတွေကိုမျိုးသက်ရတာများလာတဲ့အခါတခါတလေကျတော့စွတ်တိုးချင်မိတဲ့စိတ်တွေဖြစ်မိတယ်ပိုခက်ခဲသွားမှရဲ့ပိုနာကျင်ရမှရဲ့ပြီးတော့အများကြီးပေါ့စဉ်းစားတတ်တဲ့အုံနောက်တွေပါနေတော့လေတခါတလေကျတော့ကိုဖြစ်ချင်တာတွေထက်ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပို့ပြီးတော့ဦးစားပေးရတတ်တယ်တခါတလေကျတော့ကိုပြောရပေမဲ့ဘဝတွေထက်လူတိုင်းပြောရမယ့်ဘဝတွေကိုပို့ပြီးတော့ရွေးရတတ်တယ်ဘဝမှာချစ်ခွင့်ပဲရှိပြီးနှီးခွင့်ရှိမနေတော့တဲ့ဘဝတွေဟာတကယ်ပဲရှိပါတယ်ချစ်တယ်ဒီလောက်ပဲအဲ့ဒီနောက်မှာတခြားစုံတွဲတွေလိုတနေ့ကျရင်ဆိုတဲ့စကားတွေပြောနေလို့မရဘူးတစ်ချိန်ကျရင်ဆိုပြီးစိတ်ကူးတွေရှင်နေလို့မရဘူးလက်ထက်ကြအောင်ဆိုတဲ့စကားတွေအစားကျွန်တော်ခမ ्या ကိုချစ်တယ်ဆိုတဲ့စကားတွေနောက်မှာတပြင်းချပြီးပင်သက်ရှိုက်လိုက်ရတဲ့ဘဝတွေဟာတကယ်ပဲရှိပါတယ်ကြီးကို